လူတယောက်တင့်ကိုတကယ်ချစ်လားမချစ်ဘူးလားဆိုတာသူ့စကားတွေကိုနားထောင်စရာမလိုဘူးသူ့ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့သိတယ်။ဘာကြောင့်လဲဆိုတော့လူတယောက်ရဲ့မျက်နှာဆိုတာသူ့ရဲ့အပြုတ်မှုနဲ့သူ့ရဲ့လုပ်ရက်တွေကိုအမှန်ကန်ဆုံးပြသပေးတဲ့မှန်တစ်ချက်လို့ဖြစ်နေလို့ပါချစ်သူချင်းချင်းလင်မယားချင်းချင်းချာမှာဒီ relationship ကအဆင်ပြေနေလားအဆင်မပြေနေဘူးလားဆိုတာသူတို့ရဲ့မျက်နှာတွေကိုကြည့်လိုက်ရင်သိတာပါတယ်စိတ်ညစ်စရာပူပန်စရာတွေနဲ့စိတ်ရှုပ်စရာတွေထွေးပွေထားတယ်ဆိုရင်သူတို့ရဲ့မျက်ခုံးလေးတွေဟာမတိမတာထွတ်နေတတ်တယ်ညနေတက်ထိအတွေးတွေလွန်နေတယ်အိတ်မပြောဘူးဆိုရင်သူတို့ရဲ့မျက်လုံးလေးတွေကအာရော့နေတယ်ဘဝမှာချစ်ချင်းမြတ်တာထက်ရှုပ်ထွေးမှုတွေပြည့်နှက်နေရင်မျက်နှာပေါ်ကတောက်ပမှုဆိုတဲ့အရာတွေကမေးမိန်နေတတ်တယ်တခြားတစ်ဖက်မှာလည်းကိုတကယ်ချစ်တဲ့သူတွေကိုကြည့်ကြည့်လိုက်ပါသူတို့မိတ်ကပ်တွေချိန်ချဲထားမယ်အလှပတွေလွှင့်လှုပ်ထားမယ်ဒါပေမဲ့သူတို့မှာတတိထားစရာတက်တောင့်တက်တာရှိတဲ့အရေးအယောင်တွေတော့တွေ့ရတတ်တယ်ကောင်းကောင်းအိပ်စက်တွေကိုအာဟာရရှိတာတွေကျွေးမွေးတယ်ဘာထမ်းမဆိုကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုကိုယ်တိုင်ပြန်ပြီးပွေဖတ်တတ်တဲ့သူတွေပါသူတို့ရဲ့မျက်လုံးတွေကိုတေချာစိုက်ကြည့်ရင်နူးညံ့ပေမဲ့အားကိုးရတဲ့ခိုင်မာတဲ့အကြည့်မျိုးကိုမြင်ရလိမ့်မယ်မျက်နှာဆိုတာရုပ်ရင်အတွင်ပြင်တက်တယ်မဟုတ်ပါဘူးသူရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုတင်းရဲ့ဘဝအပြုတ်မှုနဲ့အလေးအထားတွေကိုအမြဲတမ်းမှတ်တမ်းတင်နေတဲ့စာအုပ်တုပ်လိုပါပဲဒါကြောင့်တင်တို့ကိုတယောက်ယောက်ကလာချစ်ပေးမယ်ချင်းကိုအမြဲတမ်းမဆောင်ပါနဲ့ဒီနေ့ကစပြီးကိုတင့်ရဲ့တငယ်ချင်းတယောက်လိုပြုမှုဆက်ဆံပါအချစ်ဆုံးတငယ်ချင်းတယောက်လိုခရူးဆိုင်ပေးပါအနားယူတဲ့ချိန်အနားယူပါအတွင်းစိတ်ပဋိပက္ခတွေကိုလွှတ်ချလိုက်ပါပြီးတော့တင့်ရဲ့မျက်နှာလေးကိုလည်းမှန်ထဲမှာပြန်ကြည့်လိုက်ပါပြန်လဲတောက်ပလာမဲ့အပြုံးတိုင်းကြည်လည်မှုတိုင်းကတင့်ဘဝရဲ့ကိုတန်မိုးထားပြီးတော့ဖြတ်တန်းမှုတွေကအရေးကြီးဆုံးအရာတစ်ခုဆိုတာကိုအလှပဆုံးသက်သေပြနေခြင်းပါပဲဒါကြောင့်ကိုပို့ချစ်ပေးပါအောင်နော်